လုံးကောင်းပေ၏အလုံးတင်းတဲ့ရောက်ပတ်ပေ၏အာယုန်ဤကောင်းပေါ်မှာလောင်းတဲ့သူဤစိတ်လုံးစီ၍လဲဆုတိုင်အောင်ကြသောနတ်တာစီကဲတို့ဖြစ်၏ဟေရမုံတောင်နှင့်ဇီယုံတောင်တို့မှကြသောနေကဲတို့ဖြစ်၏ထိုတို့နေရသောအရ၌ခြောက်ရဖျားသည်အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်ဟုသောကောင်းကြီးမင်္ဂလာကိုစီရင်တော်မူ၏
သက်တာမှာအခုချိန်မှာဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းကိုကျွန်တော်တို့တရားတခါလေကြာဖြစ်တဲ့တော့ကျွန်တော်တို့မေ့တတ်တယ်။ဘာလို့ဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းကျွန်တော်တို့ကမေ့တတ်တဲ့လူတွေကျွန်တော်တို့ကဒီမှာမမေ့တဲ့အကြောင်းကျွန်တော်တို့သိကြရအောင်။ကျွန်တော်တို့အားလုံးဘောနော်အားလုံးကျွန်တော်တို့စိတ်ထဲကနေပြီးတော့စိတ်နှလုံးပါတဲ့အတန်ကိုပေါ်ပြီးတော့ဘုရားရှင်ကောင်းမြတ်တဲ့ကျွန်တော်အပေါ်မှာဆိုပြီးကျွန်တော်တို့၃ချိန်អော်ရအောင်နော်1 2 3ဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဖယားရှင်ကောင်းမြတ်တာကျွန်တော်တို့ပြောက်ထဲပေါ်မှာကောင်းဖယားရှင်ကောင်းမြတ်တာမဟုတ်ဘူးဖယားရှင်ကောင်းမြတ်တာကျွန်တော်တို့ရဲ့ဒီသားစုထဲမှာဖယားရှင်ကိုကောင်းမြတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာသားသမီးတွေနဲ့ကျွန်တော် USA မှာကလေးတွေဝေးကြတဲ့လူတွေရှိလို့ကျွန်တော်တို့မိသားစုစုံစုံလေးလေးနဲ့နေရတဲ့လူတွေအများကြီးပဲကျွန်တော်တို့မိသားစုနဲ့ကျွန်တော်တို့ကဒီ American ဆိုကျွန်တော်တို့သွားလာတဲ့နေရာမှာ accident တာတွေကျွန်တော်တို့မတော်တဆထိခိုက်မှုတွေအများကြီးကျွန်တော်တို့မိသားစုထဲမှာကြုံရတယ်။ဘုရားရှင်ကောင်းကြီးပေးတော့ကျွန်တော်တို့ဒီ bowling green မှာရှိတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေမှာအခက်အခဲမရှိဘူး။အဲဒါဘုရားရှင်ကောင်းတဲ့တဲ့ဆိုတော့ကျွန်တော်တို့မိသားစုထဲမှာလည်းကျွန်တော်တို့စိတ်နှလုံးပါလဲကျွန်တော်တို့၃ချိန်ပြီးပြေးကြော်ရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုထဲမှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုထဲမှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုထဲမှာအာမင်ဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်တို့မိသားစုထဲမှာဆိုလို့ USA မှာကျွန်တော်တို့ကအလုပ်ပိုင်းမရှိရင်မဖြစ်ဘူးကျောင်းသားတွေလည်းပညာရေးကိုကျွန်တော်ဦးစားပေးရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကျောင်းသားတွေနဲ့ဘုရားရှင်ကောင်းမြတ်တယ်ကျွန်တော်ကျမတို့ရဲ့ပညာရေးပေါ်မှာကျွန်တော်တို့ဒီမှာအလုပ်လုပ်နေတဲ့လူတွေကဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ကျမတို့ရဲ့လုပ်ငန်းပေါ်မှာဆိုတော့ကျွန်တော်တို့ကောင်းကြီးပေးရအောင်ဘုရားရှင်မှာဘုရားရှင်ကကျွန်တော်တို့ဒီလုပ်ငန်းမပေးဘူးဆိုကျွန်တော်တို့ building ပေးနိုင်မှာမဟုတ်ဘူးကျွန်တော်တို့အသက်ရှင်နိုင်မှာမဟုတ်ဘူး USA မှာဘုရားရှင်ကကျွန်တော်တို့ကပညာမတတ်ပေမဲ့ဘုရားရှင်ကကျွန်တော်တို့ချီးနှောက်တဲ့ဘုရားဖြစ်အဲ့တော့ကျွန်တော်တို့ဘုရားရှင်ကောင်းမြတ်တယ်ဆိုပြီးကျွန်တော်တို့လုပ်ငန်းပေါ်မှာကျွန်တော်တို့ကြွေးကြော်ရအောင်ကျောင်းသားတွေနဲ့ကျွန်တော်တို့ပညာရေးပေါ်မှာနော်ကျောင်းထောင်သားတွေ1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်လုပ်ငန်းပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်လုပ်ငန်းပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်လုပ်ငန်းပေါ်မှာအာမင်အာမင်ဖျားရှင်ကတကယ်ကောင်းမြတ်တယ်ကောင်းမြတ်တဲ့ဟာတွေကျွန်တော်တို့တစ်ခုပြီးတစ်ခုရှိတွက်မယ်ဆိုရင်ရေးတွက်လို့မပေါ်ဘူးကျွန်တော်တို့အသက်တာမှာအဲ့ဒါဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်ဒီမှာအဲ့တဲ့တင်တော်လေးရှိရဲပေါ့နော်တခြားဒီမှာဦးဇင်းတို့ကတော့ပုံမှန်မျိုးလာတယ်။အားလုံးကိုယ့်ရဲ့ကိုယ်ပဲနဲ့ပါတာကိုယ့်ရဲ့နေရာထဲမှာဘုရားရှင်ကောင်းမြတ်တယ်။ကိုယ့်အတင်းတော်လေးမှာဘုရားရှင်ကောင်းမြတ်တာဟုတ်တယ်။အဲ့ဒါကြောင့်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ကျမတို့ရဲ့အတင်းတော်ပေါ်မှာဆိုပြီးကြွေးကြော်ရအောင်။ဒီမှာအားလုံးကလာတဲ့ကိုယ့်အတင်းတော်ကိုရှင်းတော့ကျွန်တော်ကျမတို့ရဲ့အတင်းတော်ကျွန်တော်တို့ကြွေးကြော်ရအောင်1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့အတင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့အတင်းတော်ပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ရဲ့အတင်းတော်ပေါ်မှာIt says, "But now listen, O Jacob, my servant, Israel, whom I have chosen." Así dice Jehová, hacedor tuyo, y el que te formó desde el vientre, el cual te ayudará. This is what the Lord says, He who made you, who formed you in the womb, and who will help you. ဘုရားသခင်ကနေပြီးတော့တင်သည်ငါ၏ဖန်ဆင်းထားသောဘုရားဖြစ်ငါ၏ဖန်ဆင်းထားသောလူဖြစ်တယ်။သင်ကိုမွေးစားအပြင်တည်သောဘုရားဖြစ်တယ်။ No temas, si he comido Jacob, y tú, Jesurún, a quien yo escogí. It says, "Do not be afraid, O Jacob, my servant, whom I have chosen." သင်ကိုရွေးကောက်သောကြောင့်မစိုးရိမ်နဲ့ Porque yo derramaré aguas sobre el secaral y ríos sobre la tierra árida. Mi espíritu derramaré sobre tu generación y mi bendición sobre tus renuevos. For I will pour water on the thirsty land and streams on the dry ground. I will pour out my spirit on your offspring and my blessing upon your descendants. Y brotarán, perdón. It's okay. ငါရဲ့ဝိညာဉ်တော်ကိုဒီလိုပုံမှာသုံးလာမယ်။ယေရှိတဲ့နေရာမှာယေရှိစေမယ်။ဘုရားသခင်ရဲ့ဝိညာဉ်တော်အပြင်ဒီလိုကိုဘုရားသခင်ကကောင်းချီးပေးမယ်။ Y brotarán entre hierba como sauces junto a la ribera de las aguas.
and they will spring up like grass in a meadow, like polar stress by flowing streams. စိန်နာတော်မြေခင်တကယ်လို့ဖြစ်စေမယ်ယေရှုရဲ့ရမှာဆိုင်းရင်းကဲ့သို့ဖြစ်စေမယ် Versículo 6. Verse 6 ပိုင်းရဲ့6 Así dice Jehová, Rey de Israel y su Redentor, Jehová de los ejércitos, yo soy el primero y yo soy el postrero y fuera de mí no hay Dios. This is what the Lord says, Israel's King and Redeemer, the Lord Almighty. I am the first and I am the last. Apart from me there is no God. ငါဒီအစဘုရားဖြစ်တယ်အဆုံးတော့ဘုရားလည်းဖြစ်တယ်ငါမှတပါးအခြားတော့ဘုရား ပေါ်လီဂရီမှာမြန်မာအစီအစဉ်ကိုအစပြုနိုင်ခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်လို့ဒီနေ့ရောက်ရှိလာတဲ့ဓမ္မမိတ်ဆွေတွေ၎င်းဒီပြုတ်မှနေကြတဲ့ကျွန်တော်မြန်မာတိုင်းသားတွေအားလုံးပေါ်မှာဘုရားသခင်အထူးကောင်းချီးပေးပါစေအခုကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီအသင်းတော်ပထမဆုံးဝတ်ပြုတဲ့အစီအစဉ်ဖြစ်တဲ့ကြောင့်ကျွန်တော်ဒီဗိမာန်တော်မှာဒီအသင်းတော်မှာဆက်လက်ပြီးတော့ဘုရားသခင်ရဲ့အစီအကိုခံဖို့ရန်စေတနာဝန်ထမ်းတွေကိုကျွန်တော်တို့စက္ကပ်ဖို့ခေါ်ပေးတဲ့အချိန်ဖြစ်ပါလေလို့အဲဒါကြောင့်ကျွန်တော်အနေနဲ့ပထမဆုံးဒီမှာကျွန်တော်ရဲ့အသင်းတော်မှာဘုရားသခင်ရဲ့အစီအကိုခံဖို့ရန်ကိုထောင်ကြီးအရှိကိုကြွပေးပါလို့ခေါ်ပေးပါတယ်ကိုထောင်ကြီးကကျွန်တော်ရဲ့အသင်းတော်တွင်အသွင်ရမှုဖြစ်ပါတယ်လို့နောက်ပြီးတော့ဒုတိယအနေနဲ့ကိုပုံပြီးသွေးပေးအသွင်ရမှုဖြစ်တဲ့ယေရှုနာမနဲ့ခေါ်ပေးပါတယ်တတိယအနေနဲ့တရားစရာကျွန်တော်ကိုထောက်ပံ့ဖို့ရန်ဘုရားသခင်ပေးထားတဲ့ကျွန်တော်ရဲ့ဇနီးကိုင်းတို့ကကျွန်တော်ရဲ့အထောက်အပံ့ဖြစ်တဲ့အတိုင်းဒါပါစာ assistant ဖြစ်ပါတယ်လို့ဆရာမပိုင်းတို့ယေရှုနာမနဲ့ခေါ်ပေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအသင်းတော်ကိုအစပြုခြင်းရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဘုရားအကြောင်းမသိသေးတဲ့လူတွေကိုတည်တည်ခံဝင်လာဖို့ဖြစ်တဲ့အဲဒီအစီအစဉ်မှာကျွန်တော်တို့ရဲ့ဧဝံဂေလိနဲ့အတ္တနာတာဝန်ခံဆိုပြီးတော့ဆရာထောင်တန်းခိုင်ကိုယေရှုနာမ၌ခေါ်ပေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအသင်းတော်မှာဗန္ဒာယေမှုအဖြစ်ကိုရန်အောင်ကိုယေရှုနာမ၌ခေါ်ပေးပါတယ်ကိုရန်အောင်ကိုဝိညာဉ်ပေးဖို့ရန်ဗန္ဒာယေမှုတွေဗန္ဒာယေမှုအဖြစ်ဆရာမခေါင်းဆိုင်ကိုယေရှုနာမ၌ခေါ်ပေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့လူငယ်အစီအစဉ်မှာတခြားအဆောင်ပေးမယ်လူငယ်ခိုင်ကိုယေရှုနာမ၌ခေါ်ပေးပါတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့အသင်းတော်မှာကျွန်တော်ဦးစားပေးတာကဒီမှာရေးထားတဲ့အတိုင်းဘုရားသခင်ကိုထာဝရဘုရားကိုချီးမွမ်းကိုးကွယ်တဲ့အသင်းတော်ဖြစ်ဖို့ဖြစ်တယ်အဲဒီချီးမွမ်းကိုးကွယ်ခြင်းမှာအရေးကြီးတဲ့ကဏ္ဍအနေနဲ့ကိုယ်ခန့်ကနောက်မျိုးစစ်ပြီးတာဖြစ်တယ်ကိုယ်ခန့်ကကိုယေရှုနာမ၌ခေါ်ပေးပါတယ်စက္ကပ်ပြရနောက်ပြီးတော့ကျွန်တော်တို့ဒီအစစ်စစ်မှာကွန်ပျူတာထိုးမဲ့လူကတကယ်ရေးကြည့်တယ်အဲရှင်းကဘယ်တော့ပဲဆိုကွန်ပျူတာတွေကမလို့ရှားဖို့ဆိုရင်စစ်ဆိုလို့မရဘူးသူတို့စက်ကပ်ဖို့လိုအပ်တယ်ตัวကိုယေရှုနာမ၌စက်ကပ်ဖို့ရခေါ်ပေးတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီမှာအသင်းတော်လူကြီးအဖွဲ့ဝင်အနေနဲ့ကျွန်တော်ပေါင်းကိုယေရှုနာမ၌စက်ကပ်ဖို့ရခေါ်ပေးပါတယ်ရှင်းပြပြပါအသင်းလူကြီးအဖွဲ့ဝင်တွေနဲ့ကျွန်တော်အနေနဲ့ပဋ္ဌာန်းကိုယေရှုနာမ၌ခေါ်ပေးပါတယ်ရှင်းပြပြပါအရှိကိုကြွလာတဲ့ဓမ္မမိတ်ဆွေတွေကိုယေရှုနာမ၌ကျွန်တော်အနေနဲ့ကျမ်းချစ်အထုကိုဖတ်ပြီးတော့ခေါ်အားပေးခြင်းပါလေဖိလိပ္ပိဩဝါဒစာပထမအခန်းကြီး1အခန်းငယ်6ထဲမှာဒီလိုတွေကောင်းသောအမှုကိုပြုတော်မူသောသူသည်ယေရှုခရစ်၏နေ့ရက်တိုင်အောင်ပြည်စည်း၍ပြုတော်မူမည်ဟုသဘောကျ၏တခါနှလုံးသွင်းဖို့ရပြန်ဖတ်ပါမယ်သ
တေလွတ်တွင်ကောင်းသောအမှုကိုပြုတော်မူသောသူသည်ယေရှုခရစ်၏နေ့ရက်တိုင်အောင်ဤစီ၏ပြုတော်မူ၏ဟုငါသဘောကျ၏ဒီနေ့ကျွန်တော်တို့ဘာလို့ဒီမှာစကားတယ်လဲဆိုတော့ဒီမှာကျမ်းစာထဲမှာပေါ်ပြထားတဲ့အတိုင်းယေရှုခရစ်ရဲ့နေ့ရက်တိုင်အောင်လို့ပေါ်ပြထားတယ်ဒီနေ့ကျွန်တော်ပို့ွယ်တဲ့ကျွန်တော်ရဲ့ကယ်တင်ရှင်ယေရှုကတနေ့ချရင်ကောင်းကင်ကနေပြန်ကြွလာပြီးတော့ယုံကြည်သူတွေအားလုံးကိုသိစေမှာဖြစ်တယ်အဲ့ဒီနေ့ရက်မတိုင်ခင်မှာကျွန်တော်ရဲ့လုပ်ငန်းကိုပြီးစီးဖို့ရည်တည်နေဘုရားသခင်အလိုတော်ရှိပါတယ်အဲ့ဒီလုပ်ငန်းကပါလေဆိုတော့ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်တို့တက်တည်ပြီးတော့ဝင်ငါဖို့တာဝန်ရှိပါတယ်အဲ့ဒီတာဝန်ကကျွန်တော်ရဲ့တင်းတော်ရဲ့အကြီးမားဆုံးတာဝန်ဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့မှာကြားချင်ပါတယ်လို့ကျွန်တော်တို့ကလကမရပါဘူးစေတနာဝင်ထားဖြစ်တယ်เนาะဒီဘောလေးတွေမှာကျွန်တော်မြန်မာအင်းတော်တစ်ခုပဲရှိတဲ့ကြောင့်တော့ဒီအတင်းသားမဟုတ်ရင်တော့မြန်မာနိုင်ငံသားတယောက်လမ်းပါလဲရင်ထူပေးဖို့ဖြစ်တယ်။ဟာလေလုယာ။လူမျိုးတော့ကိုင်းကြတာမဆိုင်ပါဘူး။မြန်မာနိုင်ငံသားတယောက်ဖြစ်ရင်တော့လမ်းပါလဲလို့ရှိရင်ကျွန်တော်ထူပေးဖို့ရကျွန်တော်စေတနာဝင်ထားတယ်ဖြစ်တယ်။တော့ကျွန်တော်အစင်သားမရှိပါဘူး။လူမျိုးမကြည့်ပါဘူး။ဘုရားသခင်ရဲ့ကျွန်တော်ရဲ့ဘယ်လိုလဲအစီအကံတွေဖြစ်တယ်။လခလည်းမရဘူး။နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာအနောက်ကလူတွေလည်းကျေးဇူးပြုပြီးတော့ဒီမှာစက္ကန့်ကော်မတီတွေကိုအနောက်ကနေနော်ကောင်းချီးပေးရအောင်မြတ်တာပို့ရအောင်အားလုံးကျေးဇူးပြုပြီးတော့မတည့်ရအောင်ကျွန်တော်အတန်ထွက်ပြီးတော့ဆုတောင်းပါဖြစ်တယ်အားလုံးလည်းနော်အားလုံးလည်းစက္ကန့်ပြီးတော့ကောင်းချီးပေးရအောင်ကျွန်တော်ဘောလုံးလေးမှာနော်လူကိုရေးဝိညာဉ်ရေးမှာထောက်ပံ့ပေးနိုင်တဲ့သူတွေဖြစ်ဖို့ရနော်မြတ်တာပို့ဆုတောင်းကြပါစို့ကောင်းမြတ်တော်မူသောမေတ္တာတော်ရှင်ဖဘုရားသခင်နာမတော်ကိုချီးမွမ်းကြပါမယ်ဟာဒီကတိဒီလေဘောလ်ဂရင်းတို့မှာမြန်မာဘာသာစကားအားဖြင့်ကိုရရှင်ကိုဝတ်ပြုဖို့ွယ်ဖို့ရန်အင်းရလောသူများကိုစုရုံးခွင့်ပေးပြီးတခါလားကိုရရှင်ရဲ့အလုပ်ထဲမှာကိုရရှင်ရဲ့တက္ကရာထဲမှာလာခမရပဲစေတနာဝင်ထားအဖြစ်စက္ကကြတော့တာသမီးအရောက်တိုင်းကိုကိုရရှင်နေမြင်တွေ့ပါ၏သူတို့ရဲ့တတာကိုရရှင်ရဲ့နေ့ရက်တိုင်းအောင်ကိုရရှင်အမှုတော်ကိုပြီးစီးစွာလှုပ်ဆောင်နိုင်တော်သူများလက်တွဲတော်သူများပါဝင်တော်သူများဖြစ်ဖို့ရန်ကောင်းချီးပေးတော်မူပါပါဒီအသင်းတော်မှာပါဝင်တော်သူသာမကပဲနဲ့မြန်မာပြည်သားအားလုံးကိုဝိုင်းဝန်းပြီးတော့ကူညီဖေးမှတော့အဖွဲ့အစည်းဖြစ်စေတော်မူပါကိုရရှင်ဒီမှာစက္ကတော်တာသမီးရောက်တဲ့လက်ကိုအတော်ပြုပါလဲနေတော်သူများကိုထူပေးဖို့ဖြစ်တော်မူပါဖြစ်စေတော်မူပါသူတို့ရဲ့တက်တာကိုကိုရရှင်ဒီအတော်ပြုနေကိုရရှင်တက်တာကိုသူတပားကိုပြန်လဲဝင်ကပြီးတော့တက်တဲ့ခါနိုင်ဖို့ဖြစ်စေတော်မူပါအဖသူတို့ရဲ့တက်တာကိုရရှင်နေကာလတိုင်အောင်ကိုရရှင်အမှုတော်ထဲမှာပြည့်စည်စွာလှုပ်ဆောင်တော်သူများဖြစ်ဖို့ရန်ဆုတောင်းစကားအနာပါတယ်ပါသူတို့ရဲ့ဉာဏ်ပညာသူတို့ရဲ့အစွမ်းစားနဲ့တတ်နိုင်မှာမဟုတ်ပါကိုရရှင်တန်ရှင်တော်ဝိညာဉ်တော်တကူအဖြစ်သူတို့ရဲ့တက်တာကိုပါရည်တယ်ကိုရရှင်မြတ်တာတကူအဖြစ်သူတို့ရဲ့တက်တာကိုပါရည်တယ်ကိုရရှင်ထမလာတော့ကောင်းကင်ကတကူဝိညာဉ်တော်တကူအဖြစ်သူတို့ရဲ့တက်တာကိုပို့ဆောင်ပေးတော်မူပါပါဒီမှာစက္ကကြတော်တာသမီးအားလုံးကိုယေရှုနာမဖြင့်တောင်းကြည့်ပေးပါတယ်သူတို့ရဲ့တက်တာကိုရရှင်အတော်ပြုတော်မူပါကျွန်တော်ရဲ့ဘက်မှာကိုရရှင်ဘာမှမပြည့်စုံတော့လဲကိုရရှင်အတော်ပြုနေမောရှိရဲ့နန္တန်တုတ်တစ်ချောင်းပင်ပင်လယ်ကြီးကိုနှချမ်းကွဲစေနိုင်ပါ၏ကိုရရှင်ဘုံငါတို့နဲ့ငါတို့ကောင်းပြီးကိုလူတွေတယောက်ရဲ့တည်စာဖြစ်တော်လဲကိုရရှင်လက်တော်ထဲမှာရောက်လာတဲ့အခါမှာကိုရရှင်ဒီကောင်းချီးပေးတဲ့အခါမှာသူ့ဘွားစီတဲ့လူ9000ကိုကျွေးပွဲနိုင်ပါတယ်ဒီမှာရှိတော်သူများရဲ့အရေးချင်းကိုမကြည့်ပဲနဲ့ကိုရရှင်အတော်ပြုဖို့ရစက္ကအနန္တကြပါတယ်ကိုရရှင်ပိတ်သိက်ကောင်းချီးပေးတော်မူပါတချင်းကနေ့မှာပြီးဆိုတော်သူမျိုးစစ်ပိုင်းမှာတိခတ်တော်သူကိုရရှင်အုပ်ချုပ်ရေးပိုင်းမှာဥဆောင်တော်သူကိုရရှင်ဘာသာရေးမှာဥဆောင်တော်သူအရာမရဲ့အသက်တာပါဝင်တဲ့ကန္တာတီးတီမှာဉာဏ်ပညာကိုပေးပါအစွမ်းတတ်ကိုပေးပါခရစ်ယာန်သူတို့ရဲ့တက်တာမှာထင်ရှားတော်မူပါယေရှုတင်တဲ့ကိုတော့ဒီအဖွဲ့အစည်းကိုဥဆောင်ဖို့ရန်ဒါကျွန်တော်ကိုလည်းခွဲကတ်တော့ကြောင့်ယေရှုတင်ပါ၏ကျွန်တော်ရဲ့ထိုက်တန်ခြင်းမပါပါခရစ်ယာန်ယေရှုတော်တက်ဖြစ်တော်ကြောင့်နာမတော်ကိုချီးမွမ်းပါတယ်ခရစ်ယာန်သားရဲ့တက်တာမှာလည်းလေယုံတော်တကူတော်အဖြစ်ခရစ်ယာန်
မဆာအောင်ကြီးပေးပြီးတော့ဟောကိုရှင်ဦးဆောင်နိုင်ဖို့နဲ့ချချင်းပေးတော်မူပါဟောဒီမှာစကကြတော့သူများရဲ့အာသာချစ်ကိုဖော်ထုတ်ပြီးတော့ဟောဦးဆောင်နိုင်ဖို့ရဟောတာရဲ့တက်တာမှလည်းလိုအပ်တော့ညာပညာဟောလူဝေးပိုင်းမှာလိုအပ်တော့အရာများကိုမဆာထောက်ပံ့တော်မူပါအဖကိုရှင်ကိုမြောက်ကြည့်ကြပါလေဖကိုရှင်လက်ဝဲနဲ့အနံ့ကြပါလေဖဟောဒီအဖွဲ့စီအားဖြင့်ဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါယေရှုတော်ကိုချီးမွမ်းတဲ့ယေရှုနာမဖြင့်တကိုးကြီးတော်နဲ့တော်တဲ့ကျွန်တော်ရဲ့အသက်တာဒီကိုဆုတောင်းစကားနဲ့ကြပါ၏ပါဗျာတကယ်အာမင်လက်ကုပ်တီးကြရအောင်多年时间，多数人那年那边，过就多听许多的，他们说多数的，那多嘛，对呀，起码是要年来不，的多听啊，你比如讲，但是吃家里干嘛，多听那古多那样的时间，多听那我们来不所以多别人南疆的许的，那种什么路啊，多年的在沙滩的，什么路偏的许不所以，龙啊什么路的长嘛，偏的不所以的现在，的说什么嘞？The can we take out my love. The can dance the wonder. Don't try to lie. Tell me it's not Lula, yeah, think about although the nations and again can dream.
တော့ကချစ်ချင်းကျွန်တော်ကိုကျူဆိုလို့ဆက်တယ်ဘယ်လိုလုပ်ဆက်တယ်ဆိုတော့ပြီးခဲ့တဲ့နှစ်ပေါင်းများစွာမှာကျွန်တော်ရဲ့အသင်းတော်မှာအာရှကလူတွေဝင်လာတယ်ဆိုတာသူမြင်ပြီးပြီအဲဒါကြောင့်ဒီနေ့သူရဲ့ယူပါယုံပြည့်စုံတယ်ဆိုပြီးတော့သူမြင်ရမြခွင့်နဲ့ကျေးဇူးတော်ချီးမွမ်းတာကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်ရဲ့ကျန်တဲ့စကားမှုကိုဘုရားသခင်ကပဲ့ပြင်ပြီးတော့ကောင်းချီးပေးနေတယ်ဆိုတာကျွန်တော်သူခံစားတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီနေ့ရောက်ရှိလာတဲ့သူတွေရအောင်တိုင်းလောကပတ်တော်အပြင်ခွာယူဖို့ရကျွန်တော်ယူဆောင်လာတဲ့ချမ်းချက်ကမတ်တဲ့အခန်းကြီး16အခန်းငယ်18ဖြစ်တဲ့ကျွန်တော်နဲ့အတူချမ်းစာကိုယေရှုကိုရခေါ်ပေးခြင်းနဲ့ကျွန်တော်တို့ကနေကျေးဇူးပြုပြီးတော့လိုက်ဆိုပေးကြပါဒီကြောက်ပေါ်မှာအသင်းကိုငါတိဆောက်ပြီးသူအသင်းကိုမရဏနိုင်ငံဤတကားတို့ဒီမနိုင်ရအခါတည်းလို့ပြင်ပြီးတော့ဖယားဒီကြောက်ပေါ်မှာအသင်းကိုတိဆောက်ပြီးသူအသင်းကိုမရဏနိုင်ငံဤတကားတို့ဒီမနိုင်ရတော့ပတ်တော်သစ္စာတော်စကားချရအောင်ကောင်းတဲ့တော်ကိုတော့ဖယားကျေးဇူးတင်တယ်ဒီနေ့အစစ်စင်းလေးဒီအချိန်ဒီပို့ဆောင်ကောင်းကြီးပေးတော့ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏တော့ပတ်တော်ဒီအသက်ရှင်တော်တပည့်ချန်တော်ဒါကဲလို့ဖြစ်တဲ့လို့ခရစ်ယာန်ဒီတော့ပတ်တော်အားဖြင့်ခရစ်ယာန်ရဲ့အသက်ရှင်ခြင်းကြောင့်ကိုတက်တည်ထူတော်မူပါဂျာပမိသားကျွန်တော်ရဲ့ဆရာပါဇက်ကိုလည်းပြည့်ကောင်းကြီးပေးခရစ်ယာန်ကိုယ်တိုင်ထင်ရှားတဲ့အယောက်တိုင်းရဲ့တက်တာမှာအတွင်းသူအတွင်းဒီမြတ်သောခိုင်ခံသောအသက်တာကိုတည်ဆောက်နိုင်ဖို့ဖြစ်စေတော်မူပါတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်မဆတ်ကောင်းကြီးပေးပို့ဆောင်ပါမိကြောင်းအနံပါလေ။ဒါစီတိုင်းမှာဘတ်ကိုစတာမနာအားလို့ယေရှုနာမဖြင့်ချိုးဖက်ဖြစ်စေဖြစ်ပါ၏။ဝိညာဉ်တော်များကိုယ်တော်ကိုခေါ်ပေးလေအသက်တာအချိန်လုံးစုံယေရှုနာမ၌ဆုတောင်းစကားနဲ့ကြပါ၏ဖခင်သခင်။အာမင်။ဒီလိုပတ်တော်အဖြစ်ရောက်တိုင်းကိုဖခင်သခင်သူကောင်းချီးပေးမယ်လို့ကျွန်တော်သူယုံကြည်ပါတယ်။ဟာလေလုယာ။အာမင်။ကျွန်တော်ဒီလိုပတ်တော်ကိုရှင်တော်ဝိညာဉ်တော်ကျွန်တော်ကိုပြင်ဆင်ပြီးတော့ပေးလာတယ်။ဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအသင်းတော်မှာမလေးရှားနေအိန္ဒိယကနေဗမာပြည်ကနေကျွန်တော်မြန်မာတိုင်းသားတွေရောက်လာပါတယ်။ရောက်လာပြီးတော့အသင်းတော်တွေအများကြီးဖြစ်လာတယ်။အဲ့ဒီအသင်းတော်ဖြစ်လာတဲ့အချိန်မှာဘုရားသခင်ဒီဆောက်တော်အသင်းတော်ဖြစ်ဖို့ရပါတော့ကျွန်တော်သူ့လို့ဆောင်ဝရတယ်။ဒီအသင်းတော်ကစကျွန်တော်ပါဝင်နေတဲ့အရာတွေအားလုံးဖယားသခင်ဒီဆောက်တော်အသင်းတော်ဖြစ်ဖို့ရဒီနေ့ကျမ်းစာပါပြောတယ်လေဆိုတော့ဒီကြောက်ပေါ်မှာငါအသင်းကိုငါဒီဆောက်ပြီတဲ့ဟာလေလုယာဟာလေလုယာအာမင်အသင်းတော်ကိုဒီဆောက်တဲ့သူကဒီနေ့ကျွန်တော်မဟုတ်ပါဘူးယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ယေရှုကပါပြောတယ်လေဒီကြောက်ပေါ်မှာငါရဲ့အသင်းကိုငါဒီဆောက်ပြီတဲ့ငါရဲ့အသင်းတော်ကိုမန္တနိုင်ငံဖြစ်တဲ့စာတာကတေခြင်းကနေမနိုင်ရဘူးတဲ့ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ဘုရားသခင်ဒီဆောက်တဲ့အသင်းတော်မှာပါဝင်ခြင်းကကောင်းကြီးမင်္ဂလာဖြစ်တယ်ဟာလေလုယာတကယ်ပြောစရာကောင်းတယ်တော့ကောင်းကင်ရဲ့အရာကိုခံစားဖို့ဖြစ်တယ်ဆိုတာကျွန်တော်ဘယ်လိုလဲအခြေခံပြီးတော့ပြောချင်တယ်အဲ့ဒါကြောင့်ဒီနေ့ဘုရားသခင်မတိဆောက်တဲ့အသင်းတော်ကပါလဲဆိုတော့မရဏနိုင်ငံကနိုင်တယ်ဆိုပြီးတော့ပေါ်ပြထားပြန်တယ်မရဏနိုင်ငံကပဲအသင်းတော်တွေကိုနိုင်တယ်ဆိုတော့ခရစ်တော်ပေါ်မှာမတိဆောက်ဘူးလူကနေတိဆောက်ထားတဲ့အရာတွေကမရဏနိုင်ငံကနေနိုင်တဲ့အရာဖြစ်တဲ့ဒီနေ့ယေရှုကငါရဲ့အသင်းတော်ကဗါလေမရဏနိုင်ငံတရားတို့ကမနိုင်ရဘူးတဲ့ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်ပါဝင်တဲ့အသင်းတော်ကခရစ်တော်ကိုယ်တိုင်တည်ဆောက်ပေးတဲ့အသင်းတော်ဖြစ်ဖို့ရတကယ်အရေးကြီးတယ်ဆိုတာကျွန်တော်ပြောချင်တယ်ဟာလေလုယာဒီချမ်းချစ်ကိုကျွန်တော်လေ့လာတဲ့အခါမှာသခင်ယေရှုကဘယ်သူ့ကိုပြောတာလဲဆိုတော့တမန်တော်ကြီးပေတရုနဲ့ယေရှုနဲ့စကားပြောတဲ့စကားဖြစ်တယ်သခင်ယေရှုကတပည့်တော်တွေကိုပြီးငါ့ကိုလူတွေကဘယ်သူလို့မြင်ကြတယ်တချို့တွေကဘာပြောတယ်အေလီယာလို့မြင်တယ်တချို့တွေကဗတ္တိဇံယောဟန်ဆရာလို့မြင်တယ်တချို့တွေက prophet တပါပါဟေယမိ prophet တပါပါဖြစ်တယ်လို့သူတို့ခံမှန်းပြီးတော့မြင်ကြတယ်လို့ပြောတဲ့အခါမှာယေရှုကပီတာကိုပြန်ပေးတယ်တင်တို့ဒီငါ့ကိုဘယ်လိုမြင်ကြတယ်ပီတာဘာပြောတယ်ကိုတော်ဒီကောင်းကင်ဘုံရှင်ဖ
ဖယားတခင်ရဲ့သားတော်ဖြစ်တယ်ဆိုပြီးပြောတဲ့အခါမှာပိတာရဲ့ပြန်ဖြေချချက်ကိုယေရှုကအတည်ပြုတဲ့အရာဖြစ်တယ်ဘယ်လိုအတည်ပြုတယ်မှန်တယ်အခုခမည်းမြင်နိုင်တဲ့အရာကိုအသွေးအသားတွေကပေါ်ပြတာမဟုတ်ဘူးတဲ့ဖယားတခင်ကလည်းပေါ်ပြတဲ့အရာဖြစ်တယ်အဲ့ဒီကြောက်ပေါ်မှာငါရဲ့အသင်းတော်ကိုတည်ဆောက်မယ်ဟာလေလုယာအာမင်ယေရှုတော်ကဝိညာဉ်စကားဖြစ်တယ်ပိတာကအဲ့ဒီစကားကိုကြားတဲ့အခါမှာဇာတိနဲ့ကြားတာဖြစ်တယ်ငါရဲ့ကြောက်ပေါ်မှာဒီကြောက်ပေါ်မှာငါရဲ့အသင်းတော်ကိုတည်ဆောက်မယ်ဆိုပြီးပိတာကိုယေရှုကပြောတဲ့အခါမှာပိတာကသူ့အပေါ်မှာအသင်းတော်ယေရှုကတည်ဆောက်မယ်ဆိုပြီးသူအယမ်းပြောတယ်နော်သူ့ရဲ့အပေါ်မှာအသင်းတော်ရှိတော်မယ်ဆိုတာသူဇာတိနဲ့စဉ်းစားတဲ့အခါမှာဟိုးဘယ်လိုလဲဇာတိနဲ့မြင်တဲ့အတွက်ကြောင့်သူကဘယ်လိုလဲခေါ်ကြွားတယ်အဲ့ဒါမှာယေရှုပြောတာကဝိညာဉ်ဖြစ်တယ်ပိတာကြားတာကပါလေဇာတိနဲ့ကြားတာဖြစ်တယ်ထိုနည်း၎င်းပဲဘုရားသခင်တည်ဆောက်တဲ့အသင်းတော်ဝိညာဉ်နဲ့တည်ဆောက်တဲ့အရာရှိတဲ့ကဲ့သို့ပိတာကဇာတိနဲ့ကြားပြီးတော့ခံယူတဲ့ကဲ့သို့ဇာတိနဲ့တည်ဆောက်တဲ့အသင်းတော်ရှိတယ်ဆိုတာနော်တတိထားဖို့ရကျွန်တော်ပြောချင်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အဲ့ဒါကြောင့်ကျွန်တော်တို့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာပေတရုရဲ့တက်တာ A site နဲ့ B site ဆိုပြီးတော့ကျွန်တော်ဝင်လာချင်ပါတယ်ပထမဦးဆုံးပီတာရဲ့ B site A site တက်တာမှာဇာတိနဲ့ပဲဝိညာဉ်စကားကိုခံယူတဲ့ကြောင့်သခင်ယေရှုကပြောတယ်ငါရဲ့စကားကဝိညာဉ်စကားဖြစ်တယ်ငါရဲ့စကားကဝိညာဉ်အရာဖြစ်တဲ့ကြောင့်ဇာတိကမခံမယူနိုင်ဘူးဆိုတဲ့အတိုင်းပိတာကပထမရဲ့အတ္တမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပြိတ္တခြင်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းတန်ရှင်တော်ဝိညာဉ်တော်ကိုမခံယူသေးတဲ့အတွက်ကြောင့်သူကဇာတိလိုဖြစ်တဲ့အတွက်ကြောင့်ဇာတိနဲ့ပဲအဲ့ဒီအရာကိုလက်ခံတဲ့အခါမှာသူ့ရဲ့အပေါ်မှာအသင်းတော်တည်ဆောက်မယ်ဆိုပြီးသူကထင်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ဇာတိနဲ့ခံယူတဲ့လူတွေကငါတို့ရဲ့လူမျိုးအပေါ်မှာအသင်းတော်ဘုရားကတည်ဆောက်မယ်လို့ခံယူတဲ့လူရှိပါတယ်ဒီနေ့အသင်းတော်တည်ဆောက်တာခရစ်တော်ဖြစ်တယ်အာမင်ခရစ်တော်ကဇာတိအပေါ်မှာတည်ဆောက်တာမဟုတ်ဘဲနဲ့ခရစ်တော်ကအဲ့ဒီအသင်းတော်တည်ဆောက်ဖို့ရသူကိုယ်တိုင်ကြွလာပြီးတော့လက်ဝါးအတိုင်ပေါ်မှာအပြည့်ရခကိုသူကခံပေးပြီးတော့တေချင်းကနေ၃ရက်မြောက်နေမှာထမြောက်ပြီးတော့သူ့ရဲ့ထမြောက်ခြင်းသူ့ရဲ့အပေါ်မှာအသင်းတော်ကိုတည်ဆောက်ပေးတာဖြစ်တယ်အာမင်အာမင်ရှုကိုလက်ခုပ်တီးပြီးတော့ချင်းမကြပါစစ်မှန်တဲ့အသင်းတော်ဆိုတာခရစ်တော်ပေါ်မှာပုံပြုတဲ့အသင်းတော်ဖြစ်ဖို့ရကျမ်းစာကယေရှုကိုယ်တိုင်ကငါရဲ့အသင်းကိုငါတည်ဆောက်မယ်အာမင်ဒါလည်းကိုယ့်ရဲ့ရောက်တိုင်းကိုပြန်တင်တောင်းချပေးပါစေအာမင်ပိတာရဲ့ပထမတက်တာကိုကျွန်တော်ရှင်မပြည့်အခန်းကြီး16အခန်းငယ်27နဲ့ရှင်းပြချင်ပါတယ်သခင်ယေရှုကဘာပြောလဲဆိုတော့ပိတာထံကိုငါ့ကိုဖမ်းပြီးတော့ရိုက်တတ်ကြမယ်ဒါပေမဲ့၃ရက်မြောက်နေ့မှာငါဒီပြန်ထမြောက်မယ်ဆိုတဲ့စကားကိုပိတာကိုပြောတဲ့အခါမှာပိတာကဇာတိကိုပထမအတ္တမှာရှိသေးတဲ့အတွက်ကြောင့်ပါပြောတယ်ဆိုတော့ဝိညာဉ်တဘောမခံယူနိုင်တဲ့အတွက်ကြောင့်ယေရှုကိုကိုရောကိုဘယ်သူမှမဖမ်းရဘူးဘယ်သူမှမတိုက်ရဘူးကိုရောကိုလာတိုက်တဲ့လူကိုငါပြန်ချမယ်ဆိုပြီးသူကဒါတည်းနဲ့အစင်တဲ့စောင့်နေတာဖြစ်တယ်ဇာတိနဲ့သူကခံယူတာဖြစ်တယ်အဲ့ဒီမှာယေရှုကပိတာကိုပြောတယ်အချင်းရသူတဲ့ငါနောက်တော့ဆုတ်တော်ဇာတိနဲ့ဘုရားရဲ့အမှုတော်ကိုဆောင်တဲ့လူတွေကိုယေရှုကအချင်းရသူငါနောက်ကိုဆုတ်တော်ဆိုပြီးပြောပါတယ်ဟာလေလုယာအာမင်ဘုရားတိုင်းကိုပြန်ပြီးခေါင်းကြည့်ပေးပါစေအာမင်အဲ့ဒီမှာယေရှုကပြောတယ်ပိတာတုတ်ပြန်ဖို့ကဇာတိဖြစ်တယ်ဆိုတာယေရှုကကြားတဲ့ကြောင့်ငါ့အတွက်မင်းအသေးခံရဲတယ်ဆိုပြီးပြောပါတယ်တာပေမဲ့မင်းငါ့ကိုဖမ်းတဲ့အချိန်မှာဘယ်လိုလဲငါ့ကိုဘယ်လိုလဲလောကတိုင်ပေါ်မှာမတတ်ခင်မှာ၃ချိန်ရင်းမယ်ဆိုပြီးပြောတယ်စဉ်းစားကြည့်တော့ပိတာတော့အသေးခံမယ်ကိုတော့မဖမ်းရဘူးကိုတော့ပဲမှာကျွန်တော်ရှိတယ်ဆိုပြီးတော့ပြောတာဖြစ်တယ်တာပေမဲ့ယေရှုကငါ့ကိုမိုးမလင်းခင်မှာ၃ချိန်ရင်းမယ်ချစ်မတော်ခဲ့ပါစဉ်းစားကြည့်ပါကျွန်တော်တို့ရဲ့အသက်တာမှာလည်းတစ်ခါတလေဇာတိနဲ့လှုပ်ဆောင်နေတဲ့အရာတွေဘုရားသခင်ကလက်မခံဘူးဆိုတာတွေ့ရတယ်အဲ့ဒီမှာယေရှုကိုမှန်းလာတဲ့အခါမှာ
ယေရှုပြောတဲ့အတိုင်းပဲနော်ဒီတာရဲ့အသက်တာမှာယေရှုအတွက်အသေးခံမယ်တိုက်မယ်ဆိုတဲ့သူကယေရှုကိုဖမ်းလာတဲ့အခါမှာအရှိဆုံးကနေပြေးတယ်အဖွဲ့ထဲမှာပါသွားတယ်အဲ့ဒီထဲမှာပါဖို့ကျွန်တော်နော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူကိုလိုအပ်ပါတယ်ဟာလေလုယာအာမင်အာမင်အစာဖြစ်လို့ဖြစ်တယ်ဝိညာဉ်တော်ရဲ့တကူကိုမခံယူတဲ့အတွက်ကြောင့်ယေရှုအတွက်သိမယ်ချမယ်ဆိုပြီးမဲ့ယေရှုကိုဖမ်းတဲ့အခါမှာအရှိဆုံးကသူကပြေးတာဖြစ်တယ်တပည့်တော်တွေအားလုံးပြေးသွားတာဖြစ်တယ်အသေးခံရတဲ့လူကနော်မိန်းကလေးတယောက်ကသင်ကအတာဝဲတယ်ယေရှုရဲ့နောက်လိုက်လို့ဘူးလားဆိုတဲ့အခါမှာမဟုတ်ရပါဘူးတဲ့ကျွန်တော်ယေရှုနဲ့မဆိုင်ဘူးတဲ့အသေးခံရတဲ့လူကယေရှုနဲ့မဆိုင်ဘူးဆိုပြီးတော့သူ့ဟာသူချင်းလို့ပြောမဆိုရင်ခရစ်ယာန်ဆိုသူကယေရှုနဲ့မဆိုင်ဘူးဆိုပြီးသုံးကြည့်ညင်းတဲ့အချိန်မှာမိုးလင်းပြီးတော့จิตတော်လာတဲ့အခါမှာယေရှုရဲ့စကားကိုသတိရပြီးတော့နောင်တနဲ့ဟိုတယ်တပည့်တော်တွေအားလုံးပြေးသွားပြီလေသူလည်းပြေးသွားတဲ့သူတွေမှာပါပြီလေပီတာကနောက်ဆုံးအထိယေရှုကိုစောင့်ကြည့်ပြီးယေရှုကိုယောမစစ်သားတွေရိုက်တန်းနော်နင်းစဲတာကိုသူချောင်းကြည့်ပြီးတော့နောက်ဆုံးအထိသူကြည့်တဲ့အတွက်ကြောင့်ယေရှုကသူ့ကိုဆုချတယ်။ဘာဆုချတယ်လဲ။တမန်တော်နဲ့ကိုကြည့်ပါနော်။တမန်တော်အခန်းကြီးနေ့ရဲ့57ထဲမှာကြည့်မယ်ဆိုရင်ပီတာတရှင်တော်ဝိညာဉ်တော်တကူကိုခံယူပြီးတော့ဝေငှတဲ့အခါမှာလူ3000ကြောင်းနေသွားတယ်။ဟာလေလုယာအာမင်ဟာလေလုယာအာမင်ပါလို့လူ3000ကြောင်းလဲအောင်ဝေငှနိုင်တယ်ဆိုတော့ပထမဦးဆုံးဇာတိလူကတမန်တော်တစ်ကိုရောက်လာတဲ့အခါမှာမေရောမာရီနဲ့တကွာတပည့်တော်တွေနဲ့တကွာဆုတောင်းတဲ့130ထဲမှာသူကပါနေလို့ဖြစ်တယ်အာမင်ဟာလေလုယာအာမင်အဲ့ဒါကြောင့်130ထဲမှာကျွန်တော်တို့ပါဝင်ဖို့လိုအပ်ပါတယ်ဟာလေလုယာပီတာကပထမအသက်တာကဝိညာဉ်တော်ကိုမခံယူသေးတဲ့အသက်တာဖြစ်တယ်နော်ကျွန်တော်ရှင်းပြချင်တဲ့ဒုက္ခပတ်တော်ပါလဲဆိုတော့ရှင်းကောရိန္သုထဲမှာကောရိန္သုပထမစာအခန်းကြီး15ရဲ့3ထဲမှာပေါလုကပြောတယ်လေကေဖာမအပနော်ကေဖာကစညီကို900မကကယေရှုထမြောက်တယ်ဆိုတာမြင်တယ်ယေရှုထမြောက်တဲ့အချိန်မှာတပည့်တော်ယုံကြည်သူ900ကျော်ရှိပါပြီကြာပြီမဲ့တမန်တော်တစ်ကိုရောက်လာတဲ့အခါမှာယေရှုကတိတော်တန်ရှင်တော်ဝိညာဉ်တော်ကိုခံယူမဲ့အဖွဲ့ထဲမှာ120ပဲရှိတယ်380ကပျောက်သွားတယ်ဘယ်ရောက်သွားတယ်120ထဲမှာပြီးတာပါတယ်ဒီနေ့ကျွန်တော်တို့380အဖွဲ့ထဲမှာပါဒလား120ထဲမှာပြီးတာနဲ့ကျွန်တော်တို့တဲ့တို့ပါဝင်ဖို့ရတယ်လေအရာထိုင်ရဲ့တက်တာကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်ဟာလေလုယာအာမင်သမ္မာတရားဖြစ်တယ်ဒီတာရဲ့တက်တာပထမပိုင်းမှာသူ့ပေါ်မှာအတင်းတော်တည်ဆောက်မယ်လို့သူထင်တယ်နော်နောက်ပြီးတော့သူကယေရှုကဒီလောကမှာဘယင်လုပ်မယ်လို့သူကထင်ပြီးတော့တိုက်ဖို့သူကအစဉ်နဲ့လုပ်တာဖြစ်တယ်ဒါပေမဲ့ယေရှုကငါရဲ့နိုင်ငံကဒီလောကနဲ့မဆိုင်ဘူးဟာလေလုယာအာမင်ဘုရားခင်တည်ဆောက်တဲ့အတင်းတော်ကဒီလောကနဲ့မဆိုင်ပါဘူးလူမျိုးနဲ့မဆိုင်ဘူးနိုင်ငံရေးနဲ့မဆိုင်ပါဘူးကျွန်တော်ချမ်းသာနေခဲ့သတ်စစ်ခြင်းတယ်နော်ကြောက်ဆိုတာပါလေကိုရတူပထမဆာအခန်းကြီး3ရဲ့30ထဲမှာဘုရားသခင်ယေရှုတော်ကိုငါခံရနေတဲ့အညီလိမ္မာသောပိတုကကဲ့သို့တိုက်မြစ်ကိုချပြီးအခြားသောသူတွေထပ်ဆင့်၍တိဆောက်လေတို့ရလွယ်အဘယ်သို့ထပ်ဆင့်၍တိဆောက်ဒီကိုလူတိုင်းတတိပြုပါစေအသင်းတော်ကိုစားတဲ့အခါမှာတတိပြုဖို့ရန်ချမ်းသာကပေါ်ပြထားတယ်ဟာလေလုယာဘာလို့လဲလူမျိုးပေါ်မှာနိုင်ငံပေါ်မှာတိဆောက်ပြီးဖို့ချမ်းသာကတတိပေးတာဖြစ်တယ်ကျွန်တော်ဆက်ဖတ်ခြင်းတယ်ယေရှုခရစ်သည်ကိုလက်ဆိုရအောင်ယေရှုခရစ်သည်ကိုတော့ယေရှုခရစ်သည်ကိုတော့ချမ်းလက်ရှိတော့တိုင်းမှာတပါအခြားသောတိုက်မြစ်ကိုဘယ်သူများချနိုင်ဟာလေလုယာအာမင်ကြောက်ပေါ်မှာစောက်တဲ့အိမ်ကပညာရှိတဲပေါ်မှာစောက်တဲ့အိမ်ကမိုက်တော်သူဒီနေ့ကျွန်တော်ခရစ်တော်ပေါ်မှာဒီစောက်တဲ့အသင်းတော်ထဲမှာကျွန်တော်ပါဝင်ဖို့ရအရေးကြီးတယ်လေအခန်းငယ်30ကိုသူတော့ကျွန်တော်အတန်ချပြဖတ်မယ်ဒီကနေအားလုံးဖတ်ပေးကြပါအဲ့ဒီထဲမှာခေါင်းစဉ်ရပါလဲဆိုတော့ဒီစောက်တော်သူလားပါဝင်တော်သူလားတဲ့
အတင်းတော်ကိုဒီနေ့ပဲရွှေအားဖြင့်ဘုရားသခင်တည်ဆောက်ခြင်းပါလေဒါပေမဲ့ကျွန်တော်ကတည်ဆောက်တဲ့သူတဲပါမပါဘဲနဲ့ပါဝင်တဲ့ပြိတ္တပါပဲပါဝင်နေတယ်ဒီနေ့အရောက်တိုင်းကိုဘုရားသခင်ကသုံးခြင်းတယ်ကျမ်းစာကိုဖတ်ရအောင်အဘယ်တို့ဤဟုကတမန်တို့မှဆ၍ပရောဖက်များပြီးဟုသောတိုက်မြစ်ပေါ်၌သင်တို့သည်ထပ်ဆင်၍တည်ဆောက်နေရှိကြ၏ထိုတိုက်မြစ်အမြင့်ထိုတိုက်မြစ်ကြောင့်အမြင့်ကြောင့်ကယေရှုခရစ်ဖြစ်သည်အာမင်ထိုကြောင့်နဲ့တိုက်လုံးသည်ဆက်ဆက်၍ကြီးပွားသဖြင့်ဘုရားသခင်အဖို့လိုမှာတန်ရှင်းသောမိမ္မာတော်ဖြစ်၏ဘုရားသခင်သည်တန်ဝိညာဉ်တော်အပြင်ခြေဝတ်တော်မူခြင်းအလိုမှာတင်တို့ဒီငါတို့နဲ့ဒီဆောက်နေရှိကြ၏ဒီနေ့ဒီဆောက်တော်သူထဲမှာပါရအောင်ဟာလေလုယာအာမင်ပရိသတ်ထဲမှာပါဝင်ပါမယ်နော်ဘုရားသခင်ကသူ့ရဲ့အသင်းတော်ကိုဒီဆောက်ဖို့ရန်စက်ကပ်ဖို့ရန်အရာတိုင်းကိုလိုရှိပါတယ်နောက်ပြီးတော့တက်ပေါ်အခန်းကြီး3:73ထဲမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်ဖို့ပါဝင်မှုအားလုံးတနေ့ချရင်ဘုရားကမီးနဲ့စစ်ဆေးမှာဖြစ်တယ်ရွှေကိုမီးနဲ့စစ်တဲ့အခါမှာရွှေစစ်မဟုတ်နော်ဟုတ်မဟုတ်ပါလေမိတဲ့စိတ်ရပေါ်တယ်ထိုနည်း၎င်းပဲဒီနေ့ကျွန်တော်ရဲ့ဖယားသခင်အတင်းတော်မှာပါဝင်တဲ့အရာတွေအားလုံးပေးလူတာတွေစက်ကတ်တာတွေဝင်လာတာတွေအားလုံးဖယားရဲ့ရှိပါပြီးတဲ့ပြန်ဆက်မှာဖြစ်တယ်ကျွန်တော်ချမ်းသာဖတ်မယ်ထိုတိုင်းရဲ့အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြစ်ပင်ကောက်ရိုးများကိုထဆင်၍ဒီဆောက်တော်သူရှိသမျှအတီးလှုပ်ဆောင်သောအလုပ်ဒီထင်ရှားလိမ့်မည်အဘယ်တို့ဒီဟုကပေါ်ပြခြင်းနေ့ရက်ဒီမင်းအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလုပ်သောအလုပ်ဒီအဘယ်တို့သောအလုပ်ဖြစ်ဒီကိုမိဒီစစ်ကြောစုံစားလိမ့်မည်ဖယားသခင်ရဲ့ရှေ့မှာဒီနေ့ကျွန်တော်ရဲ့ပါဝင်စက္ကပ်မှုတွေအားလုံးမိနဲ့စစ်ဆေးခြင်းကမှာဖြစ်တယ်လူမျိုးရေးအရာနိုင်ငံရေးအရာပါဝင်တာလူမှုရေးအရာပါဝင်တာဆိုရင်မိကစစ်ဆေးရင်ပါလေတောက်ရိုးကခဏလေးပဲလောင်တယ်တစ်သားကလောင်တယ်ရွှေကမလောင်ဘူးရွှေဆိုတာပါလေဖယားအပေါ်မှာတည်ဆောက်တဲ့အသက်တာဖြစ်ဖို့လိုအပ်ပါလေဟာလေလုယာအာမင်ယေရှုကိုပညာရှိ၃ပါးကဖူးမြော်တဲ့အခါမှာရွှေလောဘနုရန်ဆိုတဲ့၃မျိုးနဲ့ပူဇော်ပါတယ်ရွှေနဲ့ပါလို့ပူဇော်တာလေယေရှုကထာဝရဘုရားဖြစ်တယ်ဆိုတာအတိအမှပြုတာဖြစ်တယ်အာမင်အာမင်နောက်ပြီးတော့ကျွန်တော်အသင်းတော်ရဲ့အတိတ်တွေကိုဒီကပြောပြချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပါဝင်နေပြီမဲ့အသင်းတော်ရဲ့အတိတ်တွေမသိတဲ့လူတွေအများကြီးရှိနေတယ်ကိုမသိလို့ကိုယ့်ရဲ့လှုပ်ဆောင်ချက်မားနေတာဖြစ်တယ်အသင်းတော်ဆိုတာဓမ္မဟောင်းကာလမှာဝတ်ထားလို့ရှိတယ်ဓမ္မဟောင်းကာလမှာသခင်ယေရှုဒီလောကကိုမကြွဆင်းမီအာဗြဟံမောရှေအဲ့ဒီ prophet တွေအားလုံးကအသင်းတော်ဆိုတာမျိုးခံမှန်းလို့ပဲရတယ်အသင်းတော်မှာဘယ်လိုဖြစ်မယ်ဆိုတာသူတို့ယူပါယုံနဲ့ပဲမြင်လို့ရတယ်ပါဝင်ခွင့်မရှိဘူးသိခွင့်မရှိဘူးအခုကျွန်တော်တို့ကျေးဇူးတော်ကာလမှာအဲ့ဒီတမောကာလမှာဝတ်ထားတဲ့အသင်းတော်မှာပါဝင်ခွင့်ကျွန်တော်ရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာနောက်ပြီးတော့နံပါတ်၄မှာခရစ်တော်ရဲ့အသင်းတော်ကိုတည်ဆောက်ရမိမိအသစ်ကိုပေးခဲ့ပြီးဧဖက်50နော်50အခန်းငယ်25ထဲမှာဒီနေ့အသင်းတော်ကိုပိုင်တာကသင်အုပ်ဆရာတွေမဟုတ်ပါဘူးကျွန်တော်ဒီအသင်းတော်ကိုမပိုင်ပါဘူးအသင်းတော်ကိုပိုင်တာကဒီဘူပစ်ကိုပိုင်တာပါစတာခိုင်တော့မဟုတ်ပါဘူးသခင်ယေရှုဖြစ်တယ်အာမင်အာမင်အဖြစ်သားတွေကတင်ချရဖို့ကျွန်တော်သွေးတစ်ဆက်မှမတော်ပါဘူးတစ်ဆက်မှကျွန်တော်အနာမခံပါဘူးအလောကလုံးတွေနဲ့နာချင်းရိုက်ပုတ်ချင်းခန္ဓာကယေရှုတပါးတည်ဖြစ်တယ်ဟာလေလုယာချမ်းသာပါပြောတယ်ဆိုတော့သခင်ယေရှုကသူ့ရဲ့ကိုယ်ခန္ဓာကိုပေးဆက်ပြီးတော့အသွေးတော်ကိုသွန်လောင်းပြီးတော့ဒီအသင်းတော်ကိုရွေးဝယ်နေဆိုပြီးတော့ပေါ်ပြထားပါတယ်နံပါတ်3ပါအသင်းတော်ဤဦးကောင်းဒီခရစ်တော်ဖြစ်တယ်ဟာလေလုယာအာမင်ခရစ်တော်ကအသင်းတော်ရဲ့ဦးကောင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအင်္ဂါတွေဖြစ်တယ်အင်္ဂါတွေဖြစ်တယ်ဒီနေ့ဦးကောင်းမရှိဘဲနဲ့အင်္ဂါတွေအသက်ရှင်လို့မရပါဘူးဦးကောင်းမရှိဘဲနဲ့လက်တစ်ခုပဲလာမဆိုရင်ဘယ်လိုနေမလဲလက်တစ်ခုပဲလာမဆိုရင်ဒန်ယေလမှာနော်ဒီပုခါနေစာမင်းကြီးကဂျေရုဆလင်မြို့မှာတိတ်တဲ့ရွှေတွေငွေတွေဖဖလားတွေနဲ့စပီကိုတောက်ပြီးပွဲလို့တဲ့အခါမှာ
ဖယားတကယ်ကလက်တစ်ချောင်းလွှတ်လိုက်တယ်လေအဲ့ဒီလက်တစ်ချောင်းကပါသူတို့ရဲ့ထရာမှာစာရေးလာတယ်အဲ့ဒီလက်တစ်ချောင်းကစာရေးတာကိုအဲ့ဒီမူမတ်တွေဘယင်ကြီးကကြည့်တဲ့အခါမှာသူတို့ကြောက်ဒူးတုံတယ်နော်သူတို့ထမင်းမစားဘူးမစားနိုင်ဘူးမေးနိုင်ဘူးကြောက်လွယ်လို့သူတို့အရာဆိုးရင်လေဒီနေ့ကောင်းပါတဲ့အရာနော်ရှင်တို့ကြည့်လို့ဆိုရင်တကယ်ကြောက်စရာကောင်းတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်အသင်းတော်ရဲ့ကောင်းမှဖြစ်သူလေခရစ်တော်ဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ကပါလေအင်္ဂါအစိပ်ပိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်သိစေချင်တယ်အဲ့ဒီအရာကိုမသိဘူးဆိုရင်ကျွန်တော်ရဲ့အသင်းတော်ကဘာမှစစ်ပြီးတော့လှုပ်ရှားလို့ရမှာမဟုတ်ပါဘူးနောက်ပြီးတော့နံပါတ်5ထဲမှာနံပါတ်6ထဲမှာအသင်းတော်ရဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်အသင်းတော်ရဲ့ကောင်းကခရစ်တော်ဖြစ်တယ်အသင်းတော်ကခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ကျွန်တော်ရဲ့ခြေထောက်ကိုမကြိုက်ဘူးလို့ပြောရမလားမရဘူးကျွန်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်ထိုနည်း၎င်းမဲ့အသင်းတော်မှာလူမျိုးမတူလို့မကြိုက်ဘူးမချစ်ဘူးလို့ပြောလို့မရပါဘူးခရစ်တော်ရဲ့အဲမှာအလုံးကမိသားစုဖြစ်တယ်အာမင်အဲ့တော့မှာအသင်းတော်ဒီသူတို့သမီးဖြည့်၍စောင့်ရှောက်ရမည်သူတို့သမီးဆိုတာလာပပစင်မြန်ရတယ်ဘာလို့လဲသူတို့ကလည်းလက်ထပ်မှာဖြစ်တယ်ဒီနေ့ကျွန်တော်လည်းဒီအသက်ရှင်တဲ့အသင်းတော်ကယေရှုနဲ့ဘုရားသခင်ယေရှုမှာတိုးတဲ့ပွဲကိုလုပ်ပြီးတော့လက်ထပ်ပွဲကိုလုပ်နေသူဖြစ်တယ်ဟာလေလုယာအာမင်အဲဒါကြောင့်တန်ရှင်းရမယ်တန်ရှင်းတဲ့အသက်တာရှိဖို့လိုအပ်ပါတယ်ဟာလေလုယာအာမင်အဲဒါကြောင့်ကျွန်တော်ရဲ့အသင်းတော်မှာကျွန်တော်ကြေညာချင်တယ်အရေးတောက်တဲ့လူအသင်းလူကြီးမလုပ်ရဘူးစေးကုန်တဲ့လူအသင်းလူကြီးမလုပ်ရဘူးအသင်းပြောတဲ့လူအသင်းလူကြီးမလုပ်ရဘူးတန်ရှင်းတဲ့အသက်တာရှိဖို့လိုအပ်တယ်ဟာလေလုယာအာမင်အသက်ရှင်တဲ့အတင်းတော်မှာမြင်ရတဲ့အချစ်သုံးခြင်းခရစ်စမတ်ပွဲရှင်ပြန်ထမြောက်ခြင်းเป็นတကုတ်တွေဖြစ်တယ်အဲ့ဒီပွဲသုံးပွဲအကြောင်းကျွန်တော်ဒီနဲ့ရှင်းပြခြင်းကျွန်တော်ရဲ့အတင်းတော်မှာခရစ်စမတ်ပွဲကျင်းပပါတယ်ဘယ်လိုကျင်းပတယ်လဲအမင်းစားဖို့ပဲနော်ဘာတတ်မလဲဘာစားမလဲပွဲတစ်ခုခုလုပ်ရင်စစ်မှန်တဲ့ဘုရားသခင်တည်ဆောက်တဲ့အတင်းတော်ကခရစ်စမတ်ဆိုတာဘုရားရဲ့မြတ်တာကိုတွေတည်ဖို့ရလှုပ်ရှားတဲ့အတင်းတော်ဖြစ်ရတယ်။ဟာလေလုယာ။အာမင်။ဟာလေလုယာ။အာမင်။ခရစ်စမတ်ကိုကျွန်တော်တို့အတင်းတော်ကကျင်းပပြီမဲ့ခရစ်စမတ်ကိုလက်မခံတဲ့အတင်းတော်ရှိပြန်တယ်အဲ့ဒါပါလဲဆိုတော့ဂျေဟောဝါအဖွဲ့ဖြစ်တယ်။ဂျေဟောဝါအဖွဲ့မှာရှင်ပြန်ထမြောက်ခြင်းနောက်ပြီးတော့ birthday တော့နော်ခရစ်စမတ်တို့မရှိပါဘူး။ဒီနေ့ကျွန်တော်ရဲ့အတင်းတော်မှာပကြခင်မှာခရစ်စမတ်တို့မှာဖြစ်တယ်။အဲ့ဒီခရစ်စမတ်ကအကားရင်းစားတဲ့ပွဲပုံပဲနဲ့ဘုရားသခင်ကလူတကာကိုချစ်တယ်ဆိုတာကြားပြောမယ်။အာမင်။ဟာလေလုယာ။ရှင်ပြန်ထမြောက်ခြင်းကိုမျိုးလေးတရုတ်နိုင်ငံမှာထမြောက်ခြင်းအကြောင်းပြောရင်အတင်းတော်စလို့မရဘူး။နော်ထမြောက်ခြင်းအကြောင်းပြောရင်အတင်းတော်ကိုအစိုးရကပိတ်တာဖြစ်တယ်။အခုချိန်ထိတရုတ်ပြည်မှာဖြစ်တယ်။ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကိုပါဝင်နေတဲ့အတင်းတော်ကဘုရားသခင်တည်ဆောက်တဲ့အတင်းတော်ဖြစ်ရင်ခရစ်စမတ်ပွဲကိုအေဝံဂေလိတွင်ရှင်ပြန်ထမြောက်ခြင်းအပွဲကိုကျင်းပတော့အတင်းတော်ဖြစ်ဖို့လိုအပ်တယ်။ဟာလေလုယာ။အာမင်။ထမြောက်ခြင်းရှိရင်လူတို့ရဲ့ယုံကြည်ခြင်းကအခြေအနေဖြစ်တယ်။ကိုယ့်ရဲ့အတင်းတော်မှာခရစ်စမတ်ပွဲမဲ့လုပ်ပြီးထမြောက်ရတဲ့ကိုဘယ်လိုလုပ်လဲ။စံစေရအောင်။နံပါတ်3အနေနဲ့ပင်တကုတ်တွေဖြစ်တယ်။ပင်တကုတ်တွေဆိုတာတန်ရှင်တော်ဝိညာဉ်တော်ကြွဆင်းတဲ့ပွဲဖြစ်တယ်။ကိုယ့်ရဲ့အတင်းတော်မှာပင်တကုတ်တွေနဲ့ပွဲမလုပ်ဘူးဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ကိုလက်မခံနဲ့အတင်းတော်ဖြစ်တယ်ဆိုတာသိချင်တယ်။အဲ့ဒါကိုကျွန်တော်အနေနဲ့သိသိချင်တယ်ဘုရားသခင်တည်ဆောက်တဲ့အသင်းတော်မှာပွဲအများကြီးရှိပါတယ်ဒီပွဲလုံးကိုကိုပါဝင်နေတဲ့အသင်းတော်မှာရှိသလားဆိုတာစမ်းစစ်ရအောင်ဟာလေလုယာအာမင်ဒါနဲ့ပွဲရတိုင်းတာကောင်းချီးပေးပါစေအာမင်အဲ့ဒါကကျွန်တော်ရဲ့အတိအကျဖြစ်တယ်အခုမှတရားဟောခြင်းစပါဖြစ်တယ်ကျွန်တော်တရားဟောခြင်းကပါလဲဆိုတော့အသင်းတော်မှာခရုစိုက်ရမယ်တတိပြုရမယ်အချစ်သုံးချက်ဖြစ်တယ်ကဲဘယ်လိုချက်လဲသုံးချက်ဖြစ်တယ်နံပါတ်1နဲ့ဘယ်ပေါ်မှာစိုက်ပျိုးခြင်းခံတယ်လဲဆိုတဲ့အရာပေါ့နော်စမ်းစစ်ရကြည့်ရစစ်ဆေးရအတင်းတော်မှာပါဝင်နေဆိုတာဘုရားသခင်ကတင်းဥဆရာတွေကိုသုံးပြီးတော့စိုက်ပျိုးနေတာဖြစ်တယ်အတီးတီးဖို့ရစိုက်ပျိုးခြင်းခံနေတာဖြစ်တယ်အဲ့ဒီအပေါ်မှာဒီနေ့ကျွန်တော်တို့ဘယ်အပေါ်မှာစိုက်ပျိုးခြင်းခံတယ်လဲကျွန်တော်တို့ဖတ်ပြပါပြီရှာလက်ရှိတော့ခရစ်တော်ကလွယ်ရင်အခြား
ပုံပြမရှိဘူးဟာလေလုယာအာမင်ဟာလေလုယာအာမင်နောက်ပြီးတော့ကျွန်တော်ဆာလံချမ်းကိုသူကဖတ်ချင်တယ်ဆာလံ90နဲ့အခန်းငယ်73ကနေစလေအတူလိုက်ဆိုရအောင်ထာဝရဘုရား၏အိမ်တော်မှာဆက်ပြီးတော့သူတို့သည်ငါတို့ဘုရားသခင်၏တတိုင်းတော်တွင်ပွင့်လန်းကြလိမ့်မည်အသက်ကြီးသောကာလတွင်ပင်ဤ၍ဝစိန်လန်းကြလိမ့်မည်ဟာလေလုယာထာဝရဘုရား၏အိမ်တော်မှာခရစ်တော်အပေါ်မှာဘုရားသခင်တည်ဆောက်တဲ့အသင်းတော်မှာစိုက်ပျိုးခြင်းခံတော်သူဖြစ်ရအောင်ဟာလေလုယာအာမင်တစ်ပင်ဆိုတာအမြဲတမ်းတောင်းရင်မှာဖြစ်တယ်တေဖို့ပဲရှိတယ်တစ်ပင်ကိုတောင်းလို့မရပါဘူးအဲ့ဒါကြောင့်ကိုပါဝင်မဲ့အသင်းတော်ကိုစုတောင်းပြီးတော့တမန်တရားနဲ့ကြိုက်ကြလားဆိုတာကြည့်ပြီးတော့ကိုယ့်ကိုစိုက်ပျိုးခြင်းခံမဲ့အသင်းတော်ဖြစ်တဲ့ကြောင့်ကိုယ့်ကိုနှုတ်ပတ်တော်တမန်တရားအပြင်ပြိုးထောင်ပေးကြလားဆိုတာကြည့်ပြီးတော့ကျွန်တော်တို့ရှာဖို့ရစစစ်ဖို့ရလိုအပ်ပါတယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ကျွန်တော်ရဲ့အသက်တာမှာနော်ခရစ်တော်ကိုချီးမြှောက်တဲ့အသက်တာခရစ်တော်ကိုကိုယ်ကိုပြုတဲ့အသက်တာကောင်းကင်ရဲ့အရာကိုအသင်းတော်မှာလူမျိုးပေါင်းစုံခံစားဖို့ရပြိုးထောင်ပေးတဲ့အသင်းတော်ဖြစ်ဖို့ရလိုအပ်ပါတယ်ဟာလေလုယာဒါလည်းကိုယ့်ရဲ့ရောက်တိုင်းကိုပြန်ခင်ကောင်းချီးပေးပါစေအာမင်အဲဒါကြောင့်ကျမ်းစာပါပြောတယ်ထာဝရဘုရားရဲ့အိမ်မှာစိုက်ပျိုးတော်သူတွေတဲ့နော်ငါတို့ဘုရားသခင်တိုင်းတော်တွေပွင့်လန်းချလိမ့်မည်ဟာလေလုယာပွင့်ကိုအရာရာမှာပွင့်လာဖို့စီးပွားရေးမှာလူမှုရေးမှာပွင့်လာဖို့ဘုရားသခင်လိုတော်ရှိပါတယ်အဲဒါကြောင့်ဒီနေ့ကိုယ့်ရဲ့အုပ်မြစ်ကပါလဲဆိုတာကြည့်ရအောင်နောက်ပြီးတော့ပါလဲအသက်ကြီးသောကာလတွေပင်အတီးပြီး၍ကျွယ်ဝစိန်လန်းချလိမ့်မည်ဒီနေ့ကျွန်တော်တို့ပါပြီးနေတယ်ကိုယ့်ရဲ့အသက်ရှင်ခြင်းကအတီးဖြစ်တယ်လူတွေကိုကျွန်တော်ချစ်သလားလူတိုင်းကိုချစ်နိုင်သလားသခင်ယေရှုပြောပါတယ်နော်အခုခံတော့ဒီတဲ့သူတို့ဟာသူတို့ချစ်နိုင်ပြီတဲ့နော်အခုခံနေတော့မယုံကြည်သူတွေတော့တယောက်နဲ့တယောက်ချစ်နိုင်တာဒီနေ့ကျွန်တော်တို့လူမျိုးသူတို့ချစ်တယ်ဆိုတာဘုရားကအသိမှမပြုပါဘူးလူတကာကိုချစ်နိုင်ကြလားကိုယ့်ရဲ့ဉာဏ်ကိုချစ်နိုင်ကြလားဒီနေ့ဆန်းစစ်ရအောင်ဟာလေလုယာဟာလေလုယာနံပါတ်1အနေနဲ့ကျွန်တော်တို့ပါဖို့ဆွဲလာနေတယ်စာလံ84အခန်းငယ်30လိုက်ဆိုရအောင်တရိုင်းတော်တို့တွင်နေသောတရစ်တီရှားအရက်တွင်နေသောအရက်တောင်ဖြစ်တာ၍တောင်းပါ၏ဒီနေ့ကျွန်တော်တို့ဘုရားသခင်တည်ဆောက်တဲ့အသင်းတော်ရဲ့ဆွဲလာမှုပါလေဆိုတော့ဘုရားသခင်ရဲ့မြင့်မောက်တော်ဖြစ်တယ်ဘုရားသခင်အတူပါရှိခြင်းဖြစ်တယ်ဟာလေလုယာလူအနေနဲ့များမဆိုင်ဘူးဘာပဲဖြစ်ဖြစ်ဒီနေ့ဘယ်နှယောက်ပဲရှိရှိဘုရားသခင်အတူပါရှိတဲ့နေမဟုတ်ဘူးဆိုရင်အဲ့ဒီလိုကဘယ်တော့မှခရိယာတက်တာရည်ချစ်ကြီးပွားခြင်းမရှိနိုင်ပါဘူးမြင့်မောက်တော်ရဲ့အပြင်ကိုဆွဲလာနေတယ်ဆိုရင်ခမည်းရဲ့အသက်တာပဲတော့ပါရည်ချစ်ကြီးထွားမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်စာဖို့မှရေးထားတယ်ဒီအသင်းတော်ကထာဝရဘုရားကိုချီးမြှောက်ဖို့ဖြစ်တယ်ဘုရားသခင်ကိုချီးမြှောက်ခြင်းကိုစာကတဲ့လူကမြင့်မောက်တော်ကိုစာကတော်သူဖြစ်တယ်ဟာလေလုယာမြင့်မောက်တော်ထဲမှာလို့ငြိမ်သက်ခြင်းရှိတဲ့ဝါမြောက်ခြင်းရှိတဲ့ဘုရားသခင်ပေါ်ပြမယ်အချမ်းနည်းလမ်းကောင်းတွေအဲ့ဒီမြင့်မောက်တော်ထဲကနေရယူတတ်တော်သူဖြစ်ရအောင်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရအဆွဲလာဆုံးကနော်နိုင်ငံရေးလူမျိုးရေးပုံပဲနဲ့ဘုရားသခင်ရဲ့မြင့်မောက်တော်ဖြစ်ခရအောင်လက်ဆွဲအောင်ဘုရားသခင်ရဲ့မြင့်မောက်တော်ဘုရားသခင်ရဲ့မြတ်မောက်တော်ဘုရားသခင်ရဲ့မြတ်မောက်တော်ဘုရားသခင်ရဲ့မြတ်မောက်တော်ကျွန်တော်ရဲ့အဆွဲလာဆုံးဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်တကယ်ကျွန်တော်အင်တာနက်ဆွဲလာတဲ့လူနော်ဘုရားသခင်ရဲ့မြတ်မောက်တော်ကိုဆွဲလာပြီဆိုရင်ကောင်းချီးမရဘဲနေမှာမဟုတ်စာလာဆရာကပါလို့ဘုရားသခင်ရဲ့နော်မြင့်မောက်တော်ရှိတဲ့ဘုရားသခင်အတူပါရှိတဲ့တရက်ကဘုရားအတူမပါရှိတဲ့အရက်တစ်ထောင်တည်းကောင်းတယ်လို့သူပါလို့ဝေခံတယ်ဆိုတော့သူ့ရဲ့တက်တာကမြင့်မောက်တော်ထဲမှာစိန်ထားတဲ့အသက်တာဖြစ်တယ်ဟာလေလုယာကျွန်တော်ချင်းလို့နေလည်းပြောတတ်ချင်တယ်နာဣဇက်ဘောချံကိုရတဲ့ရဝိစုမာအကိကြအလုံးနာပဲကိစ္စတဲ့ရကိစ္စတဲ့လို့ရဲ့ဇာတ်တဲ့တတ်တယ်နော်ตัวบ้านตัวนี้อินุนตานาปัสยาในหนังสัก
ဒီနရီအမ်စက်တဲ့လေးပဲမြင့်မောက်တော့ပတ်စင်အောက်ပြီးလာချင်းမချင်းပုံဝဲချင်းဆိုတာအကိတိရဲ့တဲ့အေးတူဒီဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ကိုယ့်ရဲ့တက်တာကမြင့်မောက်တော့ထဲမှာစိတ်ထားမဆိုရင်ဘုရားသခင်ကအတော်ပြုသွားမှာဖြစ်တယ်ဟာလေလုယာနံပါတ်3ပါကျွန်တော်တို့ဘာကိုဒီစောင့်နေတယ်အကဲအခန်းကြီး1ရဲ့ဘုထဲမှာဘာပြောတယ်လဲဆိုတော့လိုက်ဆိုရအောင်ဒီလိုဒီများစွာရမည်ဟုပြောနေတော်လေရသောဥစ္စာခေါင်းပါရ၏အိမ်တို့ရောက်သောအခါခေါင်းပါ၏အဘယ်ကြောင့်ဒီဟုကောင်းကင်ဘုရားအရှင်သာရဘုရားဒီတော်မူ၏ငါအိမ်သည်ပြည့်ပြည့်ရှိသောကြောင့်ဒီအတိမိမိတို့အိမ်တို့ဒီတော်ကြောင့်၎င်းဖြစ်သည်ဟာလေလုယာအာမင်ဒီနေ့ကျွန်တော်ရဲ့အသင်းတော်နော်ကိုယ့်ရဲ့အသင်းတော်ပါဝင်တဲ့နေရာမှာပါဝင်သူဟုတ်ပဲလေဘုရားသခင်ရဲ့အသင်းတော်ကိုတည်ဆောက်တော်သူဖြစ်အောင်ဟာလေလုယာအာမင်ဆက်စားပါပြောတယ်လေသင်တို့ရဲ့အိမ်တို့ရောက်တော့အခါငါပို့လိုက်၏ကျွန်တော်တို့အလုပ်လုပ်ပါတယ်လက်ခရပါတယ်အချိန်လုံးပေးမဲနဲ့ပဲခိုက်နေတယ်တခါတလေပေးမဲနဲ့တော့မကြည့်ဘူးနော်ချီးနေရတယ်နော်သူတစ်ပါးကိုကျွန်တော်မျောလင့်နေရတယ်အားကိုးနေရတယ်ဘာဖြစ်လို့လဲဒီနေ့အသေးတော်ကိုတည်ဆောက်တဲ့သူထဲမှာကျွန်တော်တို့မပါလို့ဖြစ်တယ်အဘယ်ထဲမှာပါပြောတယ်လဲအဘယ်ထဲမှာဣတိလာလူမျိုးတွေကအိမ်တစ်ထပ်တွေဆောက်တယ်အိမ်ကောင်းတွေဆောက်တယ်ဒါပေမဲ့သူတို့ရဲ့ပိဋကတော်ကပစ္စည်းတွေလေဘုရားသခင်ကဒီနေ့သူ့ရဲ့အသေးတော်ကိုတည်ဆောက်ဖို့ရကျွန်တော်ရဲ့အသက်တာကိုရွေးလို့တယ်အသက်တာကိုစက္ကတော်ကိုပြရအောင်ဟာလေလုယာအာမင်ယနေ့ကောင်းချီးပေးတယ်အဲ့ဒီကောင်းချီးကိုအသေးတော်တည်ဆောက်ဖို့အသုံးပြုတော်သူပြရအောင်ဟာလေလုယာပေးကတ်တော်သူပြရအောင်လူတန်းရဲတော်သူပြရအောင်ကျွန်တော်ဒီမှာကျမ်းစာပါပြောရတယ်ဆိုတော့အသေးတော်ကိုတည်ဆောက်တဲ့အထဲမှာမပါတဲ့ကြောင့်အိမ်တော့ရောက်တော့ငါမိုးလိုက်ရ၏ကောင်းချီးရပါတယ်ဒါပေမဲ့အိမ်ကိုရောက်တာနဲ့ဘုရားသခင်ကမုတ်လိုက်တဲ့ဖူးနော်လေမုတ်ကဲ့သို့ဖြတ်သွားတယ်ဘုရားကကောင်းချီးပေးပါလေအဖမတင်ဘူးဘာဖြစ်လို့လဲဘုရားသခင်ရဲ့အသက်ရှင်တဲ့အသေးတော်ကိုဒီစောက်တဲ့အထဲမှာကျွန်တော်တို့မပါသေးလို့ဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာကိုပြမယ်စင်ချင်တဲ့လုံးတွေ့ရအောင်ဘုရားသခင်ကကောင်းချီးပေးနိုင်ဖို့ရဘုရားသခင်ကောင်းချီးပေးတာတော့အသက်တာစီးစေကိုသူ့ရဲ့အသေးတော်ပြဆောက်ဖို့ရစက်ကရဲတော်သူပါဝင်တော်သူဖြစ်လို့ဆိုရင်ဘုရားသခင်ရဲ့ကောင်းချီးကိုအထူးခံစားရမှာဖြစ်တယ်အဲ့ဒါကြောင့်လိုက်ဆိုရအောင်ဘုရားသခင်ဤအေးတိတိဒီဝေတေအေးကောင်းစားပြီမဟုတ်အတင်းတော်ကိုမတိဆောက်ပဲနဲ့အတင်းတော်ပြစ်နေသည်ကျွန်တော်ရဲ့မိသားစုထဲမှာကောင်းစားပဲဘုရားကပေးမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာကိုပြန်လဲစီခြင်းတယ်လို့ပြောဖို့ရကျွန်တော်မှာပြောချင်တယ်ဆိုတော့ပုံမှန်ဝင်တဲ့အတင်းတော်ကလူပေါ်မဟုတ်ဘူးနိုင်ငံရေးပေါ်ပဲနဲ့ခရစ်တော်ပေါ်မှာတိဆောက်တဲ့အတင်းတော်ဖြစ်ဖို့ရနံပါတ်1အဲ့ဒီကြောက်ဆိုတဲ့သူကခရစ်တော်ပဲဖြစ်တယ်ပါဝင်တော်သူပဲနဲ့အတင်းတော်ကိုတိဆောက်တော်သူဖြစ်ရအောင်ကိုယ့်ရဲ့တိဆောက်မှုပါဝင်စက္ကမှုအားလို့ဘုရားသခင်ကတည်ချရင်မီးနဲ့စစ်ဆေးပါဖြစ်တယ်နိုင်ငံရေးပဲလုပ်နေရင်လူမျိုးရေးပဲလုပ်နေရင်မီးကလောင်ကျွမ်းပါဖြစ်တယ်ကောက်ရုံးလောင်ကျွမ်းတဲ့ကဲ့သို့လောင်ကျွမ်းပါဖြစ်တယ်အဲ့ဒါကြောင့်ဆွေတီဟုတော့ဘုရားသခင်ရဲ့အေဝံဂေလိသာသနာထဲမှာစက္ကဖို့ရကျွန်တော်အနေနဲ့ခွန်အားပေးချင်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ဒီအတင်းတော်ထဲမှာပါဝင်ခြင်းကဘယ်အပေါ်မှာစိုက်ပျိုးခြင်းခံနေတယ်ပါကိုဆွဲလန်းနေတယ်ကျွန်တော်ပါကိုတည်ဆောက်နေတယ်ဆိုတာကိုစမ်းစစ်ပြီးတော့ကိုယ့်ရဲ့အတင်းတော်ထဲမှာဘုရားသခင်အသုံးတော်ခံတဲ့သူတွေဖြစ်ဖို့ရအရောက်တိုင်းကိုဘုရားသခင်ထူးကောင်းချီးပေးပါစေအာမင်ကျွန်တော်ဝင်ထားချင်ပါတယ်ကျွန်တော်ပြစ်တာနဲ့ဒီနေရာမှာကျွန်တော်တို့ဒီ Owens Borough အတင်းတော်ကိုဖိတ်ခေါ်တဲ့အတွက်ဆရာတို့နဲ့တရားအတင်းသားများအားလုံးကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ဆက်လက်ပြီးတော့ဒီနေ့ဆရာရဲ့နှုတ်ပတ်တော်ကိုကြားတဲ့အခါမှာတကယ်ပဲဒီအတဲ့နှုတ်ပတ်တော်ဖြစ်တယ်အတင်းသားတွေအတွက်နော်ခွန်အားရစေမယ်အမြဲတမ်းစိတ်နှလုံးထဲမှာအမြဲတမ်းတည်ဆောက်ပြီးတော့မှနော်ခရစ်တော်ရဲ့အပေါ်မှာတည်ဆောက်တဲ့ငါ့ကြောက်ဆိုတဲ့အတိုင်းပဲအဲ့ကြောက်တိုင်းပဲကျွန်တော်တည်ဆောက်ကြဖို့အတွက်ကျွန်တော်ခေါ်ပေးချင်ပါတယ်။အမြဲတမ်းလက်ခံခြင်းနဲ့တ
တယောက်နဲ့တယောက်ဒါကျွန်တော်လည်းကျွန်တော်အသင်းတော်မှာနှစ်နဲ့ချီလာပြီဒီလိုပဲเนาะဆရာလည်းကျွန်တော်ဖိတ်ဦးမယ်ဒီနှုတ်ပတ်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝင်ရတယ်ဒီမဲ့လည်းတခြားဆရာတွေနဲ့ပြီးတော့တစ်စစ်ပြဝင်ရတာလို့ကျွန်တော်တို့ကြားချင်ဒီမဲ့အာမင်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဒီနေ့တော့မှာကြားရောက်ပါစေလို့ကျွန်တော်တို့ဆိုမေတ္တာနဲ့ကြီးညာချင်ပါတယ်အာမင်အဖဘုရားသခင်မေတ္တာတော်ဒီကောင်တားတော်ရဲ့ကျင့်ခြင်းဒီကောင်တရှင်းတော်ဝိညာဉ်တော်ဤလမ်းပြခြင်းဒီကောင်ယခုမြန်မာဘုရားလူစုမြန်မာအသင်းတော်အပေါ်မှာနဲ့အသင်းအုပ်နဲ့တကွအသင်းသားများအားလုံးပေါ်မှာထာဝရအစဉ်မြဲတည်ရှိပါစေခင်ဗျာအာမင်姐姐在等到会议，哎，姐姐在。
နောက်ဆုံးကဘာမှဆက်ပြချင်တယ်မသိပါဘူးတော့ပြန်ပြန်ရတော့ပြောလိုက်ရတယ်အခုတို့ကျွန်တော်တို့ CCF ဒီစာပြုတ်
အခုလာတဲ့ဟာဒီစီစဲကိုစားပြူ ဇူလီပါတော့ဖူးပဲမဆိုင်နဲ့တော့ရတယ်အော်ဘယ်လိုလဲအော်ဘယ်လိုလဲဆိုင်မောင်းဒီမာရီမြဲတယ်နော်ဒီမှာတော့မတွေ့ရဘူးလားအခုကျွန်တော်တို့ဒီခါကြောင့်ပွဲမှာနော်ဒါဝတ္ထုရှိရတော့ညာလာစားတော့ပြီးတဲ့လိုက်ချင်တယ်ဟုတ်ရစားနိုင်တော့နိုင်စက်ကြီးပါပါ Oh my god အဲ့ဒါလည်းခရအေးပြီးရောပဲကိုကြည့်ရတဲ့မှာလေအရင်ဆုံးလောက်လာတာကိုစလဲလက်သွားတာခိုင်ပြီးလို့လည်းခိုင်ပြီးမှလောက်လာတဲ့အတူတူလောက်ပဲခံစားပါလေရကြည့်ရတဲ့ဆရာတော်လာတဲ့ဘာလို့ကြည့်ပါနော်ဒီလိုမျိုးကြည့်လို့ ဘာသာတဲ့ဒီမှာပါတယ်လေဟောတော့ကျူလီတူငယ်ချင်းတော့တင်းတော်မှာဆိုရင်ဝင်လာပြီဆိုရင်အာရှပြည်ပဲလေအဲ့တဲ့အဓိကကျိုးစုရေးကဲတော့ဘောလေးကလေးနာတော့အခုအတင်းတော့3ခုချင်းမရှိပြီဆိုတော့တကယ်မြုပ်ကြီးဖြစ်သွားပြီဘယ်နေလဲရှိလာမယ်သူရှိလာရှိလာညလာတော့ဘာလို့စားလို့ဆိုတာကောင်းလဲ我是觉得，俺们说还是对对我说同意啊，好的。哎，我今天有报告，是吧？阿拉拉那些帮你晒。他老来把那边对面，我听到了没有？看你他家吧，他就那个，老来把那边，你看把那边把你叫来是吧？哎呀，把那边叫起来，看那个叫来了。把马路转一个马路，先别讲你要的路吧，喏，没标价了。他的把那些这里的把那些，这个有，那钱多了不行，他们他妈知道我，下个块的，现在嘛，咱钱财嘛，别地方嘛。